ကဲဘာလို့ပြောအနည်းဆုံးရည်ရတယ်ဆိုတော့တက်တာသွားပြီမလားအဲ့ဒါပဲเนาะကျွန်တော်တို့တိုင်းစေးဆရာတွေရှူတောင်းနေမှာသမုဋ္ဌာန်မိဘဆိုတာရှိတယ်အဲ့ထက်မှာစိတ်ဓာတ်သမုဋ္ဌာန်ဆိုတဲ့စိတ်ခံစားမှုပျော်ရင်ပျော်သလိုမျိုးကျမ်းမာရေးကိုအကျိုးပြုတယ်အင်္ဂလိပ်စီမှာအနောက်တိုင်းစီပေါ့နော်အခြားစီပညာမှာလည်းဒီပျော်ရွှင်မှုကြောင့်ဖြစ်လာတဲ့ဟိုပေါ့ကောင်းမွန်တဲ့ဟော်မုန်းတွေပို့ပြီးထွက်တာမျိုးတွေရှိတဲ့အယူဆတွေကเนาะတကယ်တော့စကလုံးတွေပဲကွာတာပါเนาะအယူဆတွေကအတူတူပဲအဲ့တော့အခုအမကိုကျွန်တော်ကတင်မြင်တကာဟိုဒီမှာရှင်းပြမှာဖြစ်တော့မင်းဆိုတော့အမပြောပြတဲ့အနေထားအရမရွာလဲနေတာဟိုဒီတွေပတ်ပြီးရွာလဲနေပြီးရင်ကိုယ့်အကူခေါင်းစဉ်တက်ထားတယ်ကြောက်ကက်ယောဂဆိုတဲ့ခေါင်းစဉ်ကိုယ့်အကူတက်ထားတယ်ကြောက်ကက်ဟုတ်မဟုတ်မသိမသိကြသေးတယ်ဘာလို့ကြောက်ကက်လို့ခေါင်းစဉ်တက်တာလဲအဲ့ဒါမှားတယ်เนาะကိုကပြောရမယ့်အခါဆရာဟိုတခြားဆရာဝင်ပဲဖြစ်ဖြစ်ပေါ့နော်စစ်ဆရာပဲတိုင်းစစ်ကျွန်တော်တို့ဟိုစေကူးတဲ့သူပေါ့ဗျာနော်သူပဲဖြစ်ဖြစ်တွေ့တဲ့ခါကျရင်ယောဂကိုကိုကခေါင်းစဉ်မတန်းနဲ့ကိုငါဘာတွေခံစားနေရတယ်ငါဘာတွေဖြစ်နေလဲဆိုတာဝယ်ပြောပြကျွန်မကြောက်ကဖြစ်နေပါလေလို့မပြောနဲ့ကြောက်ကဖြစ်မဖြစ်ဆိုတာစစ်ဆေးပြီးမှသိမှာနော်ခုနဟိုဟာဗါလေခြေထောက်ကဒါတော့အာယုံကျော်ဖြစ်တယ်ပြောတယ်ခေါင်းစဉ်တက်တယ်ကိုကကိုအာယုံကျော်ခေါင်းစဉ်တက်လိုက်တာအဲ့ဒါမှားနေတယ်လွဲနေတယ်တကယ်တော့အာယုံကျော်အစ်စ်မဟုတ်ဘူးအမှားဖြစ်နေတဲ့ပြဿနာကတကယ်တော့ blood circulation လို့ခေါ်တယ်သွေးလေပတ်မှုစနစ်ဟိုပုံမှန်မဟုတ်တာပေါ့ပြောရင်တော့နော်သွေးပြစ်တဲ့လက္ခဏာတွေတွေ့တယ်သွေးမှာအနေထိုင်တဲ့နှုံမြင့်တဲ့လက္ခဏာတွေတွေ့ဒါလက္ခဏာကိုပြောရနော်တိတိကျသိရင်ကျွန်တော်တို့တခွက်ကမှသွေးဆက်ရတယ်နော်ဒါကျွန်တော်တို့တဘာဟိုအတွေ့အကြုံရဒါအမှားတော့ဒါဒီဟာလေးတွေနော်ဒါရှီအောင်မှာဟောဖြစ်တဲ့ဟာလေးတွေကသွေးပြစ်တဲ့လက္ခဏာတွေသွေးအနေထိုင်တဲ့နှုံမြင့်တဲ့များတဲ့လက္ခဏာတွေနော်လက္ခဏာတွေကိုပဲပြောပြလို့ရအဲ့တော့အမကိုဟိုခေါင်းစဉ်တက်ကိုခေါင်းစဉ်တက်လာတဲ့ကြောက်ကက်ဆိုတာလေခေါင်းထဲကဖေထုတ်လိုက်တော့နော်ကြောက်ကက်လို့ဟိုမလုံးနဲ့နားလဲလားမသိဘူးကျွန်တော်ပြောတာကိုယောဂနာမည်ပေးနေကိုကဘာဖြစ်တယ်ပဲပြောရလမှာလीနော်